วัสดีครับမင်္ဂလာပါဒီနေ့ကျွန်တော်ညီကိုနှစ်ယောက်ငါးသမ ्या မဲ့ blog လေးတိုက်မှာဖြစ်ပါတယ် let's go โอเคခုဆိုရင်တော့မောင်ရေးကြီးဟာဒီဇိုင်းမမှတ်နဲ့လှေကိုအရှိတက်တဲ့ရက်တို့ဦးတီကလှော်ခတ်နေတာဖြစ်ပါတယ်ခင်ဗျာခုဆိုရင်ဖြစ်ကျွန်တော်တို့ဟိုးဘနေထွက်ရအရှိစူးစူးရက်တို့ငားမြရန်ညီကိုနှစ်ယောက်တက်ညီလက်မညီနဲ့တယောက်တည်းလှော်ပြီးတော့တယောက်ကရိုက်ပေးပါဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ရဲ့ကမ်းခြေအလှလေးကိုရှူစားအားပေးကြပါအောင်ခင်ဗျာအမှန်တမ်းမှလှတဲ့ဟာကျွမ်းဆိုတဲ့ကမ်းခြေလေးဖြစ်ပါတယ်လာရောက်အလဲပတ်လာကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်โอเคအားလုံးပဲမင်္ဂလာပါအခုဆိုရင်တော့ကျွန်တော်တို့ငါးမြားမယ်ဒီနေရာလေးတော့ရောက်ရှိသွားပြီဖြစ်ပါတယ်ခဏနေငါးမြားမှာဖြစ်ပါတယ်ကဲအားလုံးရှုမြောင်အားပေးကြပါဦးကဲပါတော့ပါတယ်ဟိဝါတကောင်ရပြီဟိခေါ်ရပြီဟိဒီကောင်ရပြီ amazing bro ပြကြံဘယ်နှကောင်ရပြီအော်ဆိုပါဘူးအိုးမရှာတော့မတရားညာနိုင်အောင်ရကြောက်အောင်ကောင်ရပါပြီโอ้ကောင်ဒီကောင်ဟိဆိုပါတိလေးအသားလေးပေးပြီးတော့မြားနေရရပါပြီညာဟောတကောင်နှစ်ကောင်မူးကွာရှယ်ပဲဟိမေးစင်းညာမေးစင်းရောက်ချင်းတော့ကောင်းစင်းညာညာအဲ့လိုချဆွဲတော့ဆွဲညာပါပြီပါပြီဟိနော်ခေါ်မင်းဟောင်းကြီးတောက်တယ်ကွာကောင်တောက်တယ်ကြော်သာကွတ်တိအာရီဘောလို့ရပြီပါပြီဟိနောက်တော့ကောင်လားနှစ်ကောင်လားနှစ်ကောင်ဟိနှစ်ကောင်ဘူးလားအဲ့ချင်းနောက်ပြချင်းOkay, nice. Okay, ပြန်လာပါပြီကျွန်တော်ငါပြပေးပါမယ် Okay ဒါလေးတွေကတော့ဒီနေ့ရတဲ့ဟာလေးတွေဖြစ်ပါတယ်မမဲတွေကတော့ကြည့်ကြရမှာပေါ့တော့ကြောက်မှာလားပါအေးပြီးပြီနော်အေးဟာမဆိုးတော့ရဟောစားကြောင်ငါးရကြီးတာနော်ကြောင်ငါးကောင်ကြီးခါသာကျွေးမှာโอเคဘိုင်ဘိုင်လိုင်းကြီးသွားတော့ဟိုငါးရတဲ့ဗီဒီယိုတွေတော့ရိုက်လို့မရအောင်နည်းနည်းပပပဲရခဲ့ဘုန်းကြီးဆိုမှကြောက်လို့ဆိုကျန်တဲ့ဟာတွေကပွဲလာ